ရောက်တိုင်းပေါ်၌ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတက်ရောက်ပါစေဒီနေ့မှာကြတော့ grace definition ကိုအနည်းငယ်ပြောပြခြင်းနဲ့ဂျေဇုတော်ရဲ့အနှစ်ဖွင့်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အနည်းငယ်ဝင်ငါခြင်းနဲ့ဂျေဇုတော်ဆိုတာ heavy စကားနဲ့ကျွန်တော်ပြောပြသားဖြစ်တယ် hesed လို့ခေါ်တယ် hesed ဆိုတာ unearned unmerited favor undeserved မထိုက်တန်ဘဲနဲ့ရတယ်အခမဲ့နဲ့ရတယ်ကိုယ့်ရဲ့ကောင်းမှုကုသိုလ်မပါဘဲနဲ့ရတဲ့မျက်နှာသာအဲ့တော့အဲ့ဒီအနေပတ်သက်ပြီးတော့ပေါလုကဒီမှာယောမဩဝါဒစာခန်းကြီး7အခန်းငယ်6မှာဂျေဇုတော်ကိုအနှစ်ဖွင့်ထားတယ်အခန်းငယ်6အခန်းကြီး7အခန်းငယ်6ဂျေဇုတော်အဖြစ်ရှိရင်ကိုကျင့်တော့အကျင့်အဖြစ်မရှိရှိရင်ဂျေဇုတွေဂျေဇုမဟုတ်ကိုကျင့်တော့အကျင့်အဖြစ်ရှိရင်ဂျေဇုအဖြစ်မရှိရှိရင်ကိုကျင့်တော့အကျင့်တွေအကျင့်မဟုတ်အဒီပြပါလေဆိုတော့ဂျေဇုတော်အဖြစ်ဆိုရင်ကျွန်တော်အရာခတ်တဲ့ဝခမဲနဲ့ရထားတယ်လေဝါကရိုင်ပေါ်မှာယေရှုခရစ်တော်ကတည်ခံတဲ့အခါမှာဂျေဇုတော်အဖြစ်အကုန်လုံးကိုပေးထားတယ်ကျွန်တော်တို့ကယုံကြည်ခြင်းအဖြစ်ရယူတယ်အဲကြောင့်ဂျေဇုတော်အဖြစ်ရှိရင်တဲ့ကိုယ့်ရဲ့အလုပ်အဖြစ်မဟုတ်ဘူးတဲ့ဒါကြောင့်ယေရှုခရစ်တော်ရဲ့လေဝါကရိုင်အလုပ်ဆိုတာကကျွန်တော်တို့အရောက်စီတိုင်းအတွက်လုံလောက်တဲ့ဂျေဇုကိုပြုတ်ခြင်းဖြစ်တယ်လေဝါကရိုင်မှာကျွန်တော်တို့အတွက်ကျမ်းမာခြင်းကိုပေးခဲ့ပြီးကျွန်တော်တို့ချမ်းသာကြွယ်ဝခြင်းကိုပေးခဲ့ပြီးကျွန်တော်တို့အောင်မြင်ခြင်းကိုပေးခဲ့ယေရှုခရစ်တော်ကလည်းဝါကရိုင်မှာလူသားတစ်ယောက်အနေနဲ့လူအပ်မဲ့ရာအားလုံးကောင်းကင်နိုင်ငံမှာဝိညာဉ်ရေးရနဲ့ဆက်ဆိုင်တဲ့အရာမှန်တမျှအကုန်လုံးလည်းဝါကရိုင်အဖြစ်ယေရှုခရစ်တော်ကပေးထားတယ်အဲ့ဒါကဘာအဖြစ်လဲဂျေဇုတော်အဖြစ်ဆိုတော့အတိပြပါလဲအခမဲ့နဲ့ငါတို့ကရတာမထိုက်မတန်ပဲနဲ့ရတာတချို့တွေကပြောတယ်ဖခင်ကတန်ရှင်းတယ်ဗိမာန်တော်ကအရန်တန်ရှင်းတယ်ပါစတာတွေကတန်ရှင်းတယ်ငါအဲ့ဒီဗိမာန်သွားဖို့မထိုက်တန်ဘူးလို့ပြောကြတယ်ငါရဲ့စိတ်ရင်းကမကောင်းဘူးအဲ့ဒါကြောင့်ငါကမထိုက်တန်တော့သူဖြစ်တယ်ကောင်းကြီးမင်္ဂလာရဖို့မထိုက်တန်ဘူးတဲ့အဲ့ဒါခံယူချက်ကမှာဂျေဇုတော်ဆိုတာပါလေမထိုက်တန်တဲ့လူတွေအတွက်ဖြစ်တယ်အဲဒါကြောင့်မာတဲ့ခန်းကြီးတင်မှာယေရှုခရစ်တော်ရဲ့မွေးဖွားတဲ့မျိုးဆက်စရင်ထဲမှာဘယ်သူတွေပါလဲဆိုတော့မထိုက်တန်တဲ့အမျိုးသမီး3ယောက်ပါလာတာမသူ့ရဲ့ရောက်ခမနဲ့ကလေးရပြီးမှအဲ့ထဲကနေယေရှုခရစ်တော်တစ်ဆက်ပြီးတစ်ဆက်သွားတော့ယေရှုခရစ်တော်နောက်ဆုံးမှမွေးဖွားလာတယ်သူ့ယောက်ျားတည်တယ်သူ့ညီနဲ့ယူတယ်သူ့ညီလည်းတည်တယ်နောက်ဆုံးမှကြောက်သားတယောက်ပဲကြံတော့အဖေဖြစ်တဲ့သူနဲ့မပြေးစားရဲဘူးမပြေးစားရဲတော့သူကဘယ်လိုဖြစ်သွားလဲနောက်ဆုံးမှကြတော့သူ့ရဲ့ရောက်ခမနဲ့အတူအိတ်ပြီးမှရတဲ့ကလေးရနီမွေးဖွားလာအဲ့ဒါထိုက်တန်လားမထိုက်တန်ဘူးကိုကျင့်တရားကောင်းလားနည်းနည်းမှမကောင်းဘူးဒါမဲ့အဲ့ဒါကိုဂျေဇုတော်အဖြစ်ထိုက်တန်စေတယ်ဂျေဇုတော်အဖြစ်မလပါတဲ့ဘဝကိုလပါဆုံးဖြစ်စေတယ်ပြီးမှရာဟပ်ပိတ္တစာမဖြစ်တဲ့ကျမ်းစာမှတန်တယ်ပိတ္တစာမဖြစ်ပြီးမဲ့သူကဖျားရဲ့လူတွေကိုခါနန်ပြည်ဆူဆန်နာဂျေရီကိုကိုဆူဆန်တဲ့အခါမှာဖျားရဲ့လူတွေကိုသူကကိုငင်မဆခဲ့တယ်အဲအကြောင်းဆာလမန်ဆိုတဲ့လူပုဂ္ဂိုလ်ကရာဟပ်ကိုချစ်ပြီးတော့မှအဲ့ဒီပိတ္တစာမထဲကနေခလီမွေးဖွားလာပြီးမှနောက်ဆုံးမှကြောင့်ယေရှုခရစ်တော်မွေးဖွားလာယေရှုခရစ်တော်ရဲ့မျိုးနွယ်ရဒီတိုင်းကြည့်မယ်ဆိုမတန်ရှင်းမှုယေရှုခရစ်တော်ရဲ့မျိုးနွယ်ရဒီတိုင်းကြည့်မယ်ဆိုယွန်စရာကောင်းတယ်ဒါပေမဲ့အဲ့ဒီမလပါတဲ့ဘဝကိုအလပါဆုံးဖြစ်တော်ဂျေဇုတော်ပြုတ်ပြန်ပြောင်းလဲလိုက်တယ်ယူဒာဒီရဲ့လူမျိုးနွယ်စရင်ထဲမှာမျိုးသမီးတွေမပါဘူးဒါပေမဲ့ယေရှုခရစ်တော်မွေးဖွားတဲ့လူမျိုးနွယ်စရင်ထဲမှာကျတော့ဘယ်သူပါလာတယ်လဲဆိုတော့အမျိုးသမီး9ယောက်ပါလာအဲ့ဒါကဂျေဇုတော်ဆိုတာအဲ့ဒါပဲလူတွေတတ်မှတ်ထားတဲ့ပုံစံနဲ့မတူဘူးလူတွေသွားတဲ့လမ်းခရီးနဲ့မတူဘူးဂျေဇုတော်ဆိုတာအကုန်လုံးအခမဲ့အဲ့ဒါကြောင့်အပြစ်သားဖြစ်တဲ့လူတွေလည်းချောင်းမဆုံးတော့သူဖြစ်တော့ဂျေဇုတော်အလုပ်တယ်ရှုံးနေတဲ့သူကလည်းအောင်မြင်ဆုံးတော့ပုဂ္ဂိုလ်ဖြစ်တော့ကျမ်းစာပြောတယ်အဲ့ဒါကြောင့်ဂျေဇုတော်စကားပါလဲနောက်ကြတော့သူတွေအရင်ကြလိမ့်မယ် the first will be the last will be the first နောက်ဆုံးတော့သူကအရင်ဦးဆုံးနံပါတ်1နေရာရမယ်တဲ့ယနေ့ဂျေဇုတော်ဆိုတာပါလဲမိတ်ဆွေနဲ့ကျွန်တော်ကမအောင်မြင်နိုင်တဲ့လူဖြစ်ကောင်းဖြစ်မယ်စေးပွားရေးမှာလည်းအစင်မပြေတဲ့လူဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီလူမျိုးတွေကိုနောက်ဆုံးတော့သူကိုအရင်ဆုံးနံပါတ်1နေရာရမယ်တဲ့ဟာလေလုယာနောက်ဆုံးတော့သူကိုအရင်ဦးဆုံးတော့နေရာရမယ်တဲ့အဲ့ဒါကြောင့်အငယ်ဆုံးတော့သူကအကြီးဆုံးတော့သူဖြစ်မယ်တဲ့ဂျေဇုတော်ဆိုတာဒီကနေ့ကျွန်တော်ဆွေမျိုးတိုင်းဝိုင်းထဲမှာလည်းကိုအငယ်ဆုံးလို့တခါတလေထင်ကြတယ်ကိုရဲ့ရွာသူရွာသားတွေကြားထဲမှာလည်းတခါတလေကိုကအငယ်ဆုံးဘာမှမရှိတဲ့ဘဝဆိုမှကိုကြည်ပြီးမှကိုအထင်သေးတတ်တယ်အဲ့ဒါအငယ်ဆုံးတော့သူဟာအကြီးဆုံးတော့သူဖြစ်မယ်တဲ့အဲ့ဒါဂျေဇုတော်စကားဆိုတာအဲ့ဒါဒါကြောင့်ကယ်တင်ခြင်းရဲ့တည်င်းကောင်းဆိုတာပါလေအငယ်ဆုံးတော့သူအကြီးဆုံးဖြစ်မယ်နောက်ကျဆုံးတော့သူက
number 1နေရာရမယ်ဒီနေ့မင်းနဲ့ငါ number 1နေရာရအောင်ယေရှုခရစ်တော်ကလည်းဝါကားလိုက်ပေါ်မှာအလုပ်လုပ်ခဲ့ပြီအောင်မြင်တော့သူရဲ့ထက်မအောင်မြင်တော့သူယုံကြည်ခြင်းအဖြစ်လောကကိုအောင်တော့သူဒါကြောင့်ကောင်းချီးမင်္ဂလာလုံးစုံခံထိုက်တော့သူဖြစ်တော့ယေရှုခရစ်တော်ကမင်းအတွက်ငါအတွက်အကုန်လုံးပေးဆက်ခဲ့ပြီးပြီသူ့ပေါ်မှာကျွန်တော်ရဲ့ဖြားနာခြင်းတွေတက်ရောက်တယ်လေဝါကားလိုက်ပေါ်မှာသူကချိန်ဆွဲချိန်ချင်းခံတဲ့ချိန်မှာသူ့အပေါ်မှာကျင်းချင်းนี่ကျွန်တော်ရဲ့ကျင်းချင်းนี่တက်ရောက်တယ်ကျွန်တော်ရဲ့အပြစ်တွေတက်ရောက်တယ်တစ်ခုပြီးတစ်ခုယေရှုခရစ်တော်ပေါ်မှာဘုရားသခင်ကတက်ရောက်စီပြီးမှတရားစီရင်ခြင်းခံတယ်နောက်ဆုံးမှကျတော့ तू ကဘယ်လိုကြွေးကြော်လဲအမှုပြီးပြီလို့ तू ကကြွေးကြော်တယ်ဒါကပါလေယေရှုခရစ်တော်ကတဲ့အတွက်အကုန်လုံးလှုပ်ဆောင်ခဲ့တယ်ငါအတွက်အကုန်လုံးလှုပ်ဆောင်ခဲ့တယ်အဲကြောင့်ယေရှုခရစ်တော်ရဲ့မျိုးနွယ်စရင်ထဲမှာဘယ်သူပါသေးလဲဆိုတော့ဘတ်ရှိဘာဆိုတာသူ့ယောက်ျားဦးရရှိရဲ့သားနဲ့သူယောက်ျားဦးရရှိရဲ့သားနဲ့သူကဘယ်လိုလုပ်လဲဆိုတော့ဒါဝိနဲ့သွားအိတ်တယ်ပြီးမှသူတို့ဒါဝိနဲ့ရတဲ့ကလေးကတည်တယ်နောက်မှကျတော့သူတို့နှစ်ယောက်ထဲကနေပြစ်မှားတဲ့ဒါဝိနဲ့ဘတ်ရှိဘာထဲကနေကဘာမှာပညာတတ်ဆုံးဆောလမွန်မင်းကြီးမွေးဖွားခွင့်ဘုရားသခင်ကပေးတယ်အဲ့ဒီနှစ်ယောက်ဒါဝိနဲ့ဘတ်ရှိဘာမမားဘူးလားမားတယ်ထိုက်တာလားမထိုက်တာဘူးတန်ရှင်းလားမတန်ရှင်းဘူးအဲ့ဒီလူတွေကိုဂျေဇုတော်ကတန်ရှင်းစေတယ်ဂျေဇုတော်ကလာပဆုံးတော့ဘဝဂျေဇုတော်ကအတန်ရှင်းဆုံးတော့လူမျိုးနွယ်မျိုးဆက်စရင်ထဲမှာသူတို့ကိုထည့်လိုက်တယ်အဲ့ဒါကဂျေဇုတော်ဆိုတာအဲ့ဒါဖြစ်တယ်အဲအကြောင်းယနေ့မှာကျွန်တော်တို့ဂျေဇုတော်ဆိုတာပါလဲဂျေဇုတော်အဖြစ်ရှိရင်တဲ့ကိုကျင့်တော်ကျင့်အဖြစ်မရှိဘူးဆိုကိုရဲ့အလုပ်အဖြစ်မဟုတ်ဘူးငါဆုတောင်းနိုင်လို့ရတယ်ဆိုတာမဟုတ်ဘူးငါပေးကမ်းနိုင်လို့ရတယ်ဆိုတာမဟုတ်ဘူးအခမဲ့နဲ့ရတာမထိုက်တန်မဲ့နဲ့ရတာတချို့တွေကပြောတယ်ယေရှုခရစ်တော်ကောင်းကင်ဘုံမှာသူ့ရဲ့ချမ်းသာကြွယ်ဝခြင်းသူ့ရဲ့တရဖူအပါဝင်သူ့ရဲ့ဘုန်းတော်သူ့ရဲ့ကောင်းမြတ်ခြင်းအလုံးစုံထားခဲ့ပြီးမှဆင်းရဲခြင်းခံပြီးမှဤလောကမှာလာတယ်မားတယ်ကျမ်းစာဘယ်လိုခေါ်ပြထားလဲမိမိသားတော်ယင်းကိုမနှမျောပဲငါတို့ရှိသမျှဘူးလို့ငါစွန့်တော်မူတော့သူဒီသားတော်နဲ့တကွခတ်သိမ်းတော်ရာတို့ကိုငါတို့ကမပေးပဲဘယ်တော့နေတော်မူမင်းတဲ့ခတ်သိမ်းတော်ရာတို့ကိုသားတော်ယေရှုခရစ်တော်ဖြင့်ပေးတယ်ခရစ်တော်နဲ့သူကျမ်းမာခြင်းကျွန်တော်ရတယ်ခရစ်တော်နဲ့သူချမ်းသာကြွယ်ဝခြင်းကျွန်တော်ရတယ်ခရစ်တော်နဲ့သူအောင်မြင်ခြင်းကျွန်တော်ရတယ်ခရစ်တော်နဲ့သူဉာဏ်ပညာကျွန်တော်ရတယ်ခရစ်တော်နဲ့သူကောင်းချီးမင်္ဂလာလုံးစုံရတယ်ကောင်းကင်ဘုံနဲ့ဆက်ဆိုင်တဲ့ကောင်းချီးမင်္ဂလာဤလောကမြည်ကြီးနဲ့ဆက်ဆိုင်တဲ့ကောင်းချီးမင်္ဂလာအလုံးစုံယေရှုခရစ်အဖြစ်ရတယ်ကိုယ်အဖြစ်မဟုတ်ဘူးဒါကြောင့်ကိုယ်အခမဲ့ရတာခရစ်တော်အားဖြင့်ကျွန်တော်ယေရှုတော်မျက်နှာตาရတယ်ခရစ်တော်အားဖြင့်ခတ်သိမ်းတော်ကောင်းချီးမင်္ဂလာရတယ်ခရစ်တော်အားဖြင့်တည်ခြင်းကနေကျွန်တော်ထားမြောက်တယ်ခရစ်တော်အားဖြင့်ဘုရားသခင်ရဲ့လက်ရတော်ဘက်မှာအလွန်မြင့်မြတ်သောနေရာမှာယေရှုခရစ်တော်နဲ့အတူထိုင်တယ်ခရစ်တော်အားဖြင့်ကျွန်တော်တို့ယာထူးကောင်းနေရခရစ်တော်အားဖြင့်အလုံးစုံကိုပိုင်တော့ဆိုအလုံးစုံကိုပိုက်တောက်ဆူတော်မူတော့အရှင်ရဲ့တာဘယင်းရဲ့တာမင်းစီစဉ်ရှိတော်ရှိပရိုဟိမျိုးတန်ရှင်တော်လူမျိုးပိုက်ထိုက်တော်မူတော့အမျိုးကိုဖြစ်စေတာအဲ့ဒါယေရှုခရစ်အားဖြင့်ဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ကကျွန်တော်အရောက်တိုင်းကိုအမြဲတမ်းယေရှုပြုတဲ့ဘုရားသခင်ဖြစ်တယ်။ဒါကြောင့်ကိုကျင့်တော်ကျင့်အားဖြင့်မရှိဘူးဆိုကိုယ့်ရဲ့အလုပ်အားဖြင့်ဘာမှမဟုတ်။အဲ့ဒါယေရှုတော်အဖြစ်ရှိတယ်ဆိုရင်တဲ့ကိုကျင့်တော်ကျင့်အားဖြင့်မရှိဘူး။ကိုကျင့်တော်ကျင့်အားဖြင့်ရှိတယ်ဆိုရင်ယေရှုတော်အဖြစ်မရှိဘူး။ယနေ့ကျွန်တော်တို့ဘယ်နေရာမှာရှိမလဲ။ယောမအခန်းကြီး6အခန်းငယ်7 for sin shall not have dominion over you because you are not under law but under grace တင်းဒီပြည့်ညတ်တရားလက်၌မရှိဂျေဇုတရားလက်၌ရှိတော့ကြောင့်အပြစ်တရားတွေတင့်ကိုမအုပ်စိုးရအပြစ်ကတင့်ကိုဘယ်တော့မှအုပ်စိုးလို့မရတော့ဘူးအပြစ်ကတင့်ကိုဘယ်တော့မှအုပ်စိုးလို့မရတဲ့နေရာကဂျေဇုတော်ထဲမှာနေချင်းဖြစ်တယ်။ဘာဖြစ်လို့လဲဂျေဇုတော်ဆိုတော့အမြင့်ဆုံးတော့မျက်နှာตาရတဲ့နေရာမှာအကုန်လုံးအခမဲ့နဲ့ရမထိုက်တာလဲရတယ်။အဲကြောင့်ယေရှုခရစ်တော်ရဲ့မျိုးနွယ်စရင်မှာမထိုက်တာနဲ့မျိုးသမီး3ယောက်ပါတယ်။တာမရာဟဘတ်ရှိဘာသူတို့အားလုံးလည်းထိုက်တန်စေတာကထာဝရဘုရားဖြစ်တယ်။ဂျေဇုတော်အဖြစ်ထိုက်တန်စေတယ်။အဲကြောင့်ယနေ့ဂျေဇုတော်ရဲ့အဓိပ္ပာယ်ပါလဲဆိုတော့ကျွန်တော်တို့အရောက်စေတိုင်းကိုမထိုက်တန်ပေမဲ့ထိုက်တန်စေတာကဂျေဇုတော်ဖြစ်တယ်။မလပါတဲ့ဘဝကိုလပါစေတာကဂျေဇုတော်ဖြစ်တယ်။အစင်မပြေမှုတွေအားလုံးအစင်ပြောင်းလှုပ်ဆောင်တာကပေါ်ဆောင်သွားတာကဂျေဇုတော်အဖြစ်ဖြစ်တယ်။အဲကြောင့်ဂျေဇုတော်အဖြစ်နဲ့အရာခတ်သိမ်းရှိတယ်တဲ့ရှင်ပေါလု။အဲကြောင့် तू ကကောလင်တိုမြို့ကိုနှုတ်ဆက်တဲ့အခါမှာဂျေဇုတော်နဲ့ငြိမ်သက်ခြင်းတွေတင်တို့၌တက်ရောက်ပါစေ။ယောမမြို့ကိုနှုတ်ဆက်တဲ့အခါမှာဂျေဇုတော်နဲ့ငြိမ်သက်ခြင်းတွေတင်တို့၌တက်ရောက်ပါစေတဲ့။အဲ့ဒါဂျေဇုတော်ဆိုတာပါလေအမြင့်ဆုံးသောမျက်နှာตาအဲ့ကြောင့်ကျွန်တော်ဝန်ခံရမှာပါလေငါဂျေဇုတော်မျက်နှာตาရတော့သူဒါကြောင့်နေ့စဉ်တက်တာမှာကျွန်တော်ဘယ်နေရာပဲတွားဂျေဇုတော်မျက်နှာตาကိုခံစားရတော့သူဖြစ်တယ်သူမြတ်တဲ့ကား accident ဖြစ်မယ်ငါတော့မရှိဘူးသူမြတ်တဲ့လေယာဉ်ပြတ်ကျတာရှိမယ်ငါတော့လုံးဝမရှိဘူးသူမြတ်တဲ့အလုံးလက်မဲ့ဆိုတာမျိုးတွေရှိမယ်ယာထူး
Jararo, Name Pietaro, she may not a bad doma machine. A mere son of Piata can go chip. Bayin the Garoya, Bayin yet, bad chip. Naga, ye shook it up shit. A mere son of Yanatayare. Tio a canty, lay a can a second. Turo, Naro, the chichin mitane piece no option. The Yason Piadomuroni night, Yen Yaro Quenshi challenge, a Jamuka, Naro di Kuroi need to. Iloka na chijai. Konge mong yang ma krido lu chit ma mo. Iloka ma kuroi ni tu chit. Jang chino mi me. Ni kong la. Belu pi jam. Karito lu be. Sawadi yesen bila. Karito lu be. Sigwa yesen bila. Karito lu be. Ong yen chino shi ye la. Karito lu be. Jang dini chino iloka ma. Mi ya me mi kona. Krik. Nga ka paya ye na ta ya la. Ma ho. Karito ka paya ye na ta ya la. Ya de. Jang. Karito lu be na li iloka ma teshin. Gaga chanda la, Mia me mi komo. Karito a chanda la, chanda re. Ada karito lu be ga iloka ma ni re. Garo yongji ya ma era. Nga ong mien la, Mia me mi komo. Karito ga ong mien la, ong mien ne. Ada karito lu be ga iloka ma phit de. Nga ma pinya shi la, Mia me mi komo. Karito ma pinya shi la, shi de tua phaya ta king ye pinya me. Ada karito ma pinya shi de so ro. Yanni, Iloka Mangaro, Carito look shit. That Yanni, Carito ma Jama chin, Ning the chin 1 Yao chin Shiela. She de Iloka Mangaro, Crito lube. Jama chin, Ning the chin, 1 Yao chin, a piwa she de, Carito lube. Aja, ye shook it or ghetto. Kidon, Pulo Dwaraga, Payabe Pidetaja, 2 Paya Nama, Taye, Bonji Vase. Amen. A Yao Dai Bonai, get in chin. The Ten Kong, Amera, Taya Wasi. Amen. Amen.